ကျွန်တော်ရဲ့စစ်ဆက်ထားသူဟာအမြင့်ဆုံးအဆင့်ဝင်ပလွေစစ်တီပါရမီရှင်ဖြစ်နိုးထလာခဲ့ပေမဲ့သူနိုးထရာစင်မြင့်ပေါ်ကနေဆင်းလာတဲ့ခဏမှာပဲကျွန်တော်နှာခေါင်းကိုလက်ညှိုးထိုးပြီးလမ်းခွဲမယ်လို့ပြောခဲ့ပါတယ်မထင်မှတ်ထားတာကတော့မိစ္ဆာကြောင့်ပန်းလေးလို့လူသိများတဲ့စုဝမ်အားဟာရုတ်တရက်ထွက်လာပြီးကျွန်တော်ရှေ့မှာပိတ်ရက်လိုက်ပါတယ်လင်းပေသူနင့်ကိုမလိုချင်ရင်ငါလိုချင်တယ်ငါနဲ့စာချုပ်ချုပ်ရအောင်လို့သူမကပြောပါတယ်အဲ့ဒီစကားကိုကြားတော့ကျွန်တော်ခဏတော့ကြောင်သွားပြီးမှနားလေတယ်လို့ခေါင်းညိတ်ပြလိုက်ပါတယ်ဒါဟာတငယ်ချင်းကောင်းတယောက်ဒုက္ခရောက်နေချိန်မှာကူညီပေးတာမဟုတ်လားကျွန်တော်အဲ့ဒီလိုတွေးနေတော့မှပဲယူရန်ကတော့ဟာတိုက်ရီမောနေပါပြီအမိုက်တယောက်ကတကယ်ပဲသူ့ကိုယ်သူအထင်ကြီးနေတာရဲရလုံးလို့တေတော့မယ်လို့သူမကဆိုပါတယ်အဲ့ဒီအချိန်မှာပဲနိုးထရာစင်မြင့်ပေါ်ကနေဆက်ရုပ်လိုအတန်ထွက်ပေါ်လာပါတယ်စုဝမ်အားနိုးထရာစင်မြင့်ပေါ်တက်ခဲ့ပါစုဝမ်အားဟာအတန်ကြားတာနဲ့စင်မြင့်စီကိုမြက်မြက်ဆန်းဆန်းရှောက်သွားခဲ့ပါတယ်လူတိုင်းကရင်ထိတ်ထိတ်နဲ့စောင့်ကြည့်နေကြပါတယ်သူမရဲ့လက်ကနိုးထရာကြောက်တုံးကိုထိလိုက်တာနဲ့ပတ်ဝန်းကျင်ကနေအောင်ကြီးတွေဟာရုတ်တရက်မှိန်ကျသွားပြီးသူမရဲ့ခန္ဓာကိုယ်ထဲကနေကြီးကျယ်ခမ်းနားတဲ့စွမ်းရည်တွေပောက်ကွဲထွက်လာပါတယ်ကမ္ဘာလောကကြီးတစ်ခုလုံးဟာလည်းအိမ်မက်ဆန်တဲ့အယောင်သွေးတွေနဲ့လွှမ်းခြုံသွားတယ်လို့ပါပဲနတ်တန်သားဂီတတန်တွေနဲ့အတူအမီးကိုချောင်းပါတဲ့မြေခွေးကြီးတစ်ကောင်ရဲ့ပုံရိပ်ရောင်ဟာတဖြည်းဖြည်းထွက်ပေါ်လာပါတယ်ဆက်ရုပ်အတန်ကနောက်တစ်ချိန်ထပ်ထွက်လာပါတယ်စုဝမ်အားအမြင့်ဆုံးအဆင့်အမီးကိုချောင်းမြေခွေးနဲ့ဖျားသားရဲထင်းချောင်းသူတလောကလုံးတိတ်ဆိတ်သွားပြီးခုနကမှလောင်ပြောင်နေတဲ့လူယူရန်ဟာလည်းကြောင်သွားကမျက်နှာပေါ်ကအပြုံးတွေဟာလုံးဝခဲသွားခဲ့ပါတယ်နိုးထပြီးနောက်မှာတော့စုဝမ်အားဟာမြေခွေးနှားရွက်လေးတွေနဲ့မိန်းကလေးတွင်ပြောင်းလဲသွားပြီးနတ်သမီးလေးတစ်ပါးလိုမြင့်မြတ်တန့်စင်နေပါတယ်သူမဟာကျွန်တော်စီကိုတန်းတန်းမတ်မတ်ပြေးလာပြီးခိုင်မာတဲ့လေတံလေးနဲ့ချွဲနွယ်ပြီးပြောပါတယ်လင်းပေငါနဲ့စာချုပ်ချုပ်ရအောင်ကျွန်တော်ရဲ့အုံနောက်ဟာခဏတာအလုံးမလုပ်တော့ပါဘူးတကယ်ပြောရရင်ခုနကဟာကျွန်တော်ကိုကူညီပေးဖို့အတွက်နောက်ပြောင်လာလို့ပဲထင်ခဲ့တာပါဒါပေမဲ့အခုစုဝမ်အားရဲ့မျက်လုံးတွေထဲမှာအလေးနဲ့ထားတဲ့အရေးရောင်တွေပြည့်နေပါတယ်ကျွန်တော်သတိဝင်လာတော့နည်းနည်းတုန်လှုပ်သွားပါတယ်တကယ်လားငါကနင့်ကိုတငယ်ချင်းလိုသဘောထားတာကိုနင်ကငါမိမလှုပ်ချင်နေတာလားပတ်ဝန်းကျင်ကလူတွေရဲ့မျက်နှာတွေကတော့တယောက်ထက်တယောက်ပိုပြီးထူးဆန်းနေကြပါတယ်မနာလိုတာတွေရောမုန်းတီးတာတွေရောသူတို့မျက်နှာပေါ်မှာအတိုင်းသားမြင်နေရတာကြောင့်ကျွန်တော်နေရခက်လာပါတယ်မထင်မှတ်ထားတာစုဝမ်အားဟာဝမ်းနဲ့တလို့မျက်နှာလေးဖြစ်သွားပါတယ်တကယ်ပေါ့နင်ကငါ့ကိုအထင်သေးလို့လားမဟုတ်ပါဘူးလို့ကျွန်တော်အမြန်ပဲလက်ကပြလိုက်ပေမဲ့နောက်ထပ်အခက်အခဲတစ်ခုကရှိနေပါသေးတယ်ဒါပေမဲ့ဒီစာချုပ်ချုပ်လိုက်ရင်နင်ကငါမိမဖြစ်သွားမှလေငါတို့ကတငယ်ချင်းကောင်းတွေမဟုတ်ဘူးလားစုဝမ်အားကကျွန်တော်ကိုဆက်ပြီးတွေ့ဝေခွင့်မပေးတော့ပဲကျွန်တော်လက်မောင်းကိုတန်းပြီးဆွဲဖက်လိုက်ပါတယ်ကျွန်တော်သတိမထားမိတဲ့အချိန်မှာပဲကျွန်တော်ခါကိုအားနဲ့ဆွဲလိမ်လိုက်ပြီးခက်ဆိုးဆိုးလေတံနဲ့ပြောပါတယ်တငယ်ချင်းကောင်းကြီးကိုမြညာဆန်းပါနဲ့ယောက်ျားနဲ့မိန်းမကြားမှာဘယ်မှာလဲစစ်မှန်တဲ့တငယ်ချင်းဆိုတာဒီနေ့နင်တာကိုလက်ခံရမယ်မလက်ခံရင်တော့နင်တေဖို့သာပြင်ထားတော့နာလုံးလို့ကျွန်တော်အသက်ရှူတောင်မသွားပြီးမထင်မှတ်ပဲခေါင်းငိမ့်မိသွားပါတယ်ကျွန်တော်အလျှော့ပေးလိုက်တာကိုမြင်တော့မှစုဝမ်အားကလက်ကိုလွတ်ပေးလိုက်ပါတယ်သူမရဲ့မျက်နှာမှာရှက်သွေးဖြာသွားပြီးကျွန်တော်ကိုနိုးထရာစင်မြင့်စီကိုပျော်ပျော်ရွှင်ရွှင်နဲ့ဆွဲခေါ်သွားပါတယ်နင်ကတော်တော်လူပါဝါတာပဲမြန်သွားပြီးတားရဲထင်းချောင်းသူအဖြစ်နိုးထတော့စာချုပ်ချုပ်ပြီးရင်ငါတို့အတူတူပေါင်းစည်းလို့ရပြီးအဲ့ဒီအချိန်မှာပဲတယောက်ကအော်ဟစ်လိုက်ပါတယ်အတန်းပိုင်ဆရာကြီးနဲ့ကျောင်းအုပ်ကြီးလာနေကြပြီးလူစုကွဲနေတဲ့နိုးထရေးအဖွဲ့ဟာချက်ချင်းပဲစီစီရီဖြစ်သွားပါတယ်လူကြီးတွေလို့လူသိများတဲ့ဆရာကြီးကရှောက်လာပြီးဘာမှမမေးပဲတင်းမာစူပူပါတော့တယ်စုဝမ်အားနင်တတိထားဦးနင်ကအမြင့်ဆုံးအဆင့်နက်မြေခွေးနိုးထသူတယောက်ပဲနိုင်ငံတော်ရဲ့အနာဂတ်ထောက်တိုင်ဖြစ်တဲ့နင်ဟာအ ਨੇ ဆုံးအဆင့်မြင့်ပါရမီရှိတဲ့တာရဲထင်းချောင်းသူတယောက်နဲ့ပဲစာချုပ်ချုပ်ရမယ်ဘယ်လိုလုပ်ပြီးဒီလောက်ပေါ့တန်ဆုံးဖြတ်ချက်ချနိုင်ရတာလဲပြောပြီးတာနဲ့သူ့ရဲ့ဓာတ်လို့ထက်မြက်တဲ့အချီတွေကကျွန်တော်စီကိုရောက်လာပါတယ်လင်းပေမင်းကဘာလို့ဒီလောက်တောင်အတိတရားမရှိရတာလဲမင်းတကယ်ပဲစာချုပ်ချုပ်ချင်ရင်အ ਨੇ ဆုံးတော့အဆင့်မြင့်တယောက်ဖြစ်ကိုပါသာနိုးထနိုင်ရမှာပေါ့သူစကားတွေအများကြီးပြောနေလုံးမှာပဲကျောင်းအုပ်ကြီးကသူ့ကိုတားလိုက်ပြီးနူးညံ့တဲ့လေတံနဲ့ပြောပါတယ်စာချုပ်ချုပ်တာဟာအင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်လို့မိဘတွေကိုအတိပေးရပါမယ်မင်းတို့ရဲ့ဆုံးဖြတ်ချက်ကိုနောက်ထပ်2 ရက်လောက်နေမှချမှတ်လဲရပါတယ်ဒီစကားကိုကြားတော့စုဝမ်အားရဲ့မျက်လုံးထဲကအယောင်တွေဟာချက်ချင်းမိန်ကျသွားပါတယ်သူမရဲ့စိတ်လှုပ်ရှားမှုကိုကျွန်တော်ခံစားမိပါတယ်တကယ်လို့အရင်ကကျောင်းအုပ်ကြီးသာသူမကိုမကယ်တင်ခဲ့ရင်သူမဟာအရင်ကတားရဲတွေရဲ့တိုက်ခိုက်မှုမှာအသက်ဆုံးရှုံးခဲ့ရမှာကြားလာပါပြီသူမတွေ့ဝေလာပါတယ်သူမဟာကျောင်းအုပ်ကြီးကိုစိတ်မပြတ်စေချင်တယ်လို့ကျွန်တော်ကိုလည်းလက်မလွတ်ချင်ပါဘူးအဲ့ဒီအချိန်မှာတော့လူရန်ဟာအလွန်ပဲပျော်ရွှင်နေပါတယ်သူမကလောင်ပြောင်ပြီးပြောပါတယ်လင်းပေနင့်လိုလူကိုတယောက်ကတကယ်ပဲအလိုရှိမယ်လို့ထင်နေတာလားတကယ်ကိုရဲစရာကောင်းလားချီလားကို့အခြေအနေကိုလည်းပြန်ကြည့်ဦးဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျွန်တော်ထပ်ပြီးတိတ်မနေတော့ပါဘူးကျွန်တော်ကမိဘမဲ့ဂေဟာမှာကြီးပြင်းလာတာကျွန်တော်မှဘယ်မှလဲမိဘဆိုတာဒါကြောင့်စုဝမ်အားသဘောတူရင်ရပါပြီဂေဟာကကျောင်းအုပ်ကြီးအဖိုးကလည်းကျွန်တော်ရဲ့ရွေးချယ်မှုကိုလေးစားပါတယ်ကျွန်တော်ကောင်းမော်ပြီးခိုင်မာတဲ့မျက်လုံးတွေနဲ့ကျောင်းအုပ်ကြီးကိုကြည့်လိုက်ပါတယ်ကျွန်တော်ဆုံးဖြတ်ချက်ချပြီးပါပြီစုဝမ်အားသာကျွန်တော်နဲ့စာချုပ်ချုပ်ဖို့ဆန္ဒရှိမယ်ဆိုရင်ဘယ်သူကမှကျွန်တော်ကိုတားဆီးနိုင်မှာမဟုတ်ပါဘူးတကယ်တော့တခြားကဘာကနေရောက်လာတဲ့ကျွန်တော်ဟာနတ်ဖျားအဆင့်တားရဲထင်းချောင်းသူစနစ်ကိုအစောကြီးကတည်းကရရှိထားတာပါကျွန်တော်ရဲ့အနာဂတ်အောင်မြင်မှုတွေဟာဘယ်သူနဲ့မှနှိုင်းယှဉ်လို့မရဘူးဆိုတာကျွန်တော်ယုံကြည်ပါတယ်ဒီယုံကြည်ချက်ဟာကျွန်တော်ကိုဘာကိုမှဂရုမစိုက်ပဲရှေ့ဆက်သွားဖို့လုံလောက်တဲ့အင်အားတွေပေးထားပါတယ်အဲ့ဒီအချိန်မှာပဲဆရာကြီးကမျက်မှောင်ကျုပ်ပြီးကျွန်တော်ကိုတင်းမာတဲ့မျက်နှာနဲ့ကြည့်ပါတယ်လင်းပေမင်းကစာရိတ္တအကောင်းဆုံးကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ဘယ်တော့ကဒီလိုလူဆိုးကျောင်းသားတွေရဲ့အမှုချင်းတွေကိုတင်ယူလိုက်တာလဲကျောင်းအုပ်ကြီးကိုတောင်ပြန်ပြောရဲတယ်ပေါ့မြန်ပဲသဘောတူလိုက်ဆန်းစုဝမ်အားကဆက်ပြီးနားမထောင်နိုင်တော့ပဲဒေါသတကြီးနဲ့ပြန်ပြောလိုက်ပါတယ်အဖိုးကြီးဒါဟာကျမရဲ့ရွေးချယ်မှုပဲဆရာမတားဆီးဖို့ဘာခွင့်ရရှိလို့လဲပတ်ဝန်းကျင်ကလေတူးဟာချက်ချင်းပဲအေးခဲသွားပါတယ်ကျောင်းသားတွေဟာလည်းလန့်သွားကြပြီးတချို့ဆိုရင်ခိုးပြီးတောင်ရေနေကြပါတယ်ဆရာကြီးကစုဝမ်အားကိုမယုံနိုင်တယ်လို့စိုက်ကြည့်ပြီးပြောပါတယ်မင်းခုနကငါ့ကိုဘလို့ခေါ်လိုက်တာလဲ
စူဝန်ရီကသူမရဲ့နရွက်လေးတွေကိုကုတ်ပြီးရှက်ပြုံးလေးပြုံးလိုက်ပါတယ်သူမမတော်တဆလွတ်ခနဲပြုံးမိသွားတာပါဌာနမှုကတော့ဒေါသထွက်လွန်လို့မျက်နှာတစ်ခုလုံးပြားနှမ်းနေပါပြီသူကနှာခေါင်းရှုံပြီးအေးဆက်ဆက်အတန်နဲ့ပြောလိုက်ပါတယ်ဘာပဲဖြစ်ဖြစ်ဒီပဋိညာဉ်ကိုပေါ့ပေါ့ဆဆလုပ်လို့မရဘူးစူဝန်ရီမင်းရဲ့နိုးထမှုပုံစံကပုံမှန်ထက်ကျော်လွန်နေပြီးဒါကိုနိုင်ငံတော်ကိုအစီရင်ခံရမယ်ဒီလောက်တောင်ဘာလို့မစင်မချင်းဖြစ်နေရတာလဲအဲ့ဒီအချိန်မှာပဲနိုးထမှုစင်မြင့်ပေါ်ကနေအတန်တန်ထွက်ပေါ်လာပါတယ်နောက်တစ်ယောက်လင်းပေနိုးထဖို့အတွက်ပြင်ဆင်ပါတယ်ကျွန်တော်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးစင်ပေါ်ကိုအမြန်လန်းတက်လိုက်ပါတယ်အဲ့ဒီအချိန်မှာစူဝန်ရီကကျွန်တော်ကိုစိုးရိမ်တကြီးကြည့်နေပြီးအင်ဂျီဆောက်ကိုတင်းတင်းဆုပ်ထားပါတယ်သူမမျက်ဝန်းထဲမှာမလုံခြုံမှုတွေပြည့်နေနေတာကိုမြင်နေရပါတယ်ကျွန်တော်လက်နှစ်ဖက်ကနိုးထမှုကြောက်တုံးကိုထိလိုက်တဲ့ခဏမှာပဲကောင်းကင်ကြီးကရုတ်တရက်မှောင်တိကျသွားပါတယ်လူတိုင်းမောကြည့်လိုက်တဲ့အခါတိမ်တိုက်တွေကြားထဲမှာအေယာမနတ်ဖျားသားရဲကြီးတွေရဲ့အရေးတွေအများကြီးပေါ်လာတာကိုတွေ့လိုက်ရပါတယ်ခြေသေးငါးခုပါတဲ့ရွှေနဂါးကြီးကတိမ်တွေကြားမှာဟိမ့်ဟောက်နေပြီးဖြူပွဲတဲ့ကြားတစ်ကြီးကလည်းလေထဲမှာခုန်ပြက်နေပါတယ်ငှက်နီကြီးကလည်းကောင်းကင်ရံမှာတောင်ပန်ဖြတ်နေတယ်လို့ဝေလာငါးကြီးကလည်းပြင်းထန်တဲ့လေမုန်တိုင်းတွေကိုဖြစ်ပေါ်စေပါတယ်ဒီအရှိန်ဝါတွေကကြောင်းတစ်ခုလုံးကိုဝါမျိုးတော့မဲ့အတိုင်းပါပဲလင်းပေအစစ်မြင့်နတ်ဖျားအဆင့်တားရဲထိန်းချောင်းသူဆိုတဲ့စက်ရုပ်တန်ကြီးကတကွင်းလုံးကိုဟိမ့်ထွက်သွားပါတယ်စင်အောက်ကလူတွေအားလုံးရုပ်ရုပ်တဲတဲဖြစ်သွားကြပါတယ်စောစောကအထင်သေးတဲ့စကားတွေပြောနေတဲ့သူတွေလည်းအကုန်လုံးပစက်ပိတ်သွားကြပါပြီစူဝန်ရီရဲ့မျက်ဝန်းထဲကစိုးရိမ်ပူပန်မှုတွေကလည်းချက်ချင်းဆိုသလိုဝမ်းသာပီတိတွေဖြစ်ပြောင်းလဲသွားပါတယ်သူမကဌာနမှုကိုကြည့်ပြီးပျော်ပျော်ရွှင်ရွှင်မေးလိုက်ပါတယ်ကဲဘလို့လဲအခုဆိုရင်လင်းပေကကျမနဲ့ပဋိညာဉ်ချုပ်ဆိုလို့ရပြီမလားဌာနမှုကတော့ဘာပြန်ပြောရမှန်းမသိပဲညှင်တက်နေပါတယ်အဲ့ဒီအချိန်မှာကျောင်းအကြီးကပြုံးပြုံးလေးလျှောက်လာပြီးဌာနမှုရဲ့ပခုံးကိုပုတ်လိုက်ပါတယ်စောစောကဘသူကမရဘူးလို့ပြောလိုက်တာလေဘသူပဲတာတာငါလိုလူအကြီးကသူတို့ခြေထောက်ကိုရိုက်ကျူးပစ်မယ်လို့ပြောလိုက်ပါတယ်ဌာနမှုကတော့ချွေးပြန်ပြီးတကိုယ်လုံးတုံရင်နေပါပြီကျောင်းအကြီးပြောတာမှန်ပါတယ်ဘသူမှသူတို့ရဲ့ပဋိညာဉ်ကိုမတားဆီးနိုင်ပါဘူးလို့ပြန်ပြောပါတယ်ဘေးနားကကျောင်းသားတွေကတော့ဒါကိုကြားပြီးဝိုင်းလောင်ကြပါတယ်ဌာနမှုကမျက်လုံးပြူပြီးအားလုံးကိုဟန်တာဖို့ကြိုးစားပေမဲ့ဘသူမှသူ့ကိုဂရုမစိုက်ကြပါဘူးတစ်ဖက်မှာလည်းယူယူရန်ကတော့ကြောင်တောင်ကြီးရက်နေပါတယ်သူမကသွားချိတ်ပြီးမျက်မှောင်ကျုပ်ထားပါတယ်စိတ်ထဲကတုံးလုံးမှုကြောင့်မတက်တောင်မရက်နိုင်တော့ပါဘူးအစင်းမြင့်ပါရမီရှင်တယောက်ဖြစ်လာမယ်လို့ဘသူကထင်မှလဲငါဆုံးဖြတ်ခဲ့တဲ့လင်းပေကဒီလိုပါရမီရှင်ဖြစ်နေတာလားနောက်တရားတွေကသူမရင်ထဲမှာပြည့်နေသွားပါတယ်သူမစိတ်ထဲမှာအယူမှုအတွေ့တစ်ခုပေါ်လာပါတယ်ငါသူ့ကိုဒီတိုင်းအဆုံးရှုံးမခံနိုင်ဘူးငါတောင်းပန်လိုက်ရင်လင်းပေကငါ့ကိုခွင့်လွှတ်မှာပဲသူမကကျွန်တော်စီကိုပြေးလာပြီးချွဲနှွဲတဲ့အတန်နဲ့ပြောပါတယ်လင်းပေအရင်ကငါနင့်ကိုနောက်ပြောင်လိုက်တာပါကြောင်စင်းရင်ငါတို့အတူတူဈေးဝယ်ထွက်ကြမလားလူယူရန်ကတော့အရင်သုံးနှလုံးလုံးလိုပဲကျွန်တော်သူမကိုခွင့်လွှတ်လိုက်မယ်လို့ယုံကြည်ချက်အပြည့်ရှိနေပါတယ်သူမအမားတွေအကြိမ်ကြိမ်လုပ်ခဲ့ပေမဲ့ကျွန်တော်ကအမြဲတမ်းတီးခံပြီးအရာရာကိုလိုက်ရှင်းပေးခဲ့တာပါအခုလည်းအရင်လိုပဲဖြစ်လိမ့်မယ်လို့သူမထင်နေတာပါဒါပေမဲ့ကျွန်တော်ကတော့လက်ရမ်းပြပြီးအေးဆက်ဆက်ကြည့်လိုက်ပါတယ်။နောင်လေးရနေပြီလား။ဒါပေမဲ့အခွင့်အရေးမရှိတော့ဘူးလို့အေးဆက်ဆက်ပြောလိုက်ပါတယ်။လူယူရန်ကကြောင်သွားပြီးကျွန်တော်ကိုအတင်းဖက်ဖို့ကြိုးစားပါတယ်။လင်းပိနေကငါနဲ့အတူတောအုပ်ထဲကိုသွားချင်နေတာမဟုတ်လား။အခုငါအနေနဲ့အတူသွားမယ်လေ။ကျွန်တော်မျက်မှောင်ကျုပ်ပြီးလမ်းမပိတ်နဲ့လို့တီတီငင်ငင်ပြောလိုက်ပါတယ်။ကျွန်တော်ရဲ့ပြတ်သားမှုကိုမြင်တဲ့အခါသူမကထပ်ပြီးတောင်းပန်ပါတယ်။နင်ကယုံမလေးဝစ်စုံကိုကြိုက်တာမဟုတ်လား။မနှက်ဖြန်ကြရင်ငါဝစ်ပြမယ်ဆရာမဝစ်စုံပဲဖြစ်ဖြစ်လေရင်မဲဝစ်စုံပဲဖြစ်ဖြစ်နင်လိုချင်တာအကုန်လုပ်ပေးမယ်။ဒါပေမဲ့ကျွန်တော်ကတော့ဘာမှမလုပ်ရှားပဲသူမကိုပြက်လုံးတစ်ခုလိုပဲကြည့်နေလိုက်ပါတယ်။လူယူရန်ကစိတ်ပြက်ပြီးခြေဆောင်ကနောက်ဆုံးမှာတော့တိုးတိုးလေးပြောပါတယ်လင်းပိနေကငါနဲ့အတူဟိုတယ်မှာစားသွားချက်ချင်တာမဟုတ်လားအခုငါသဘောတူပြီးတကယ်ပြောတာပါကျွန်တော်ကောင်းခါလိုက်ပြီးငါတို့ကြားမှာအားလုံးပြီးဆုံးသွားပြီလို့အေးဆက်ဆက်ပြောလိုက်ပါတယ်လူယူရန်ကတော့ဝိညာဉ်ပျောက်ဆုံးသွားတယ်လို့မျိုးကျွန်တော်ကိုကြည့်နေပါတယ်မဟုတ်ဘူးနင်ကနောက်နေတာမလားအဲ့ဒီအချိန်မှာပဲမြေခွေးတစ်ကောင်လိုပေါ်ပါတဲ့အရေးတစ်ခုကလူယူရန်ကိုတွန်းထုတ်လိုက်ပါတယ်သူမကလူယူရန်ကိုဖယ်ထုတ်လိုက်ပြီးအခုသူကငါလူဖြစ်သွားပြီလို့ပြက်ပြက်တသားပြောလိုက်ပါတယ်ကျွန်တော်ဘာမှမပြောရသေးခင်မှာပဲစူဝန်ရီကကျွန်တော်ဘေးမှာကက်ရက်လိုက်ပြီးလင်းဘေးကအခုကျမရဲ့ရည်စားဖြစ်သွားပြီးနောက်ဒီလိုအတိတ်ပဲမရှိတဲ့အိမ်မက်တွေမမတ်နဲ့တော့လို့ပြောလိုက်ပါတယ်လူယူရန်ကစူဝန်ရီရဲ့ခြေတန်းရှည်တွေကိုကြည့်ပြီးမိမိကိုအားငယ်သွားပါတယ်ကျွန်တော်နဲ့စူဝန်ရီကတော့တယောက်ကိုတယောက်ကြည့်ပြီးခေါင်းငိမ့်လိုက်ကြပါတယ်ကျွန်တော်တို့နှစ်ယောက်ပဋိညာဉ်ချုပ်ဆိုလိုက်တဲ့အခါမြေခွေးနဲ့ဖရားရဲ့အရေးကြီးပေါ်လာပြီးကျွန်တော်ရဲ့အသိစိတ်ကစူဝန်ရီနဲ့ပေါင်းစည်းသွားတယ်လို့ခံစားလိုက်ရပါတယ်ဒါဟာကောင်းကင်ကဖန်တီးပေးထားတဲ့အတွဲအဖက်တစ်ခုလိုပါပဲပဋိညာဉ်ချုပ်ဆိုပြီးတဲ့နောက်စနစ်ကနေအတန်ထွက်ပေါ်လာပါတယ်အရှင်လင်းပေအစစ်မြင့်ကောင်းကင်မြေခွေးကိုဆင့်ခေါ်နိုင်ခဲ့ပါပြီပါရမီကျွမ်းကျင်မှုတွေကတော့ရန်သူကိုစိတ်ရှုပ်ထွေးစေတဲ့မီးရှံနဲ့ရန်သူရဲ့တိုက်ခိုက်မဲ့ပြစ်မှတ်ကိုပြောင်းလဲစေတဲ့နည်းဗျူဟာတွေပဲဖြစ်ပါတယ်နိုးထမှုအခမ်းအနားပြီးဆုံးသွားတဲ့အခါကျောင်းအုပ်ကြီးကအင်အားအကောင်းဆုံးပါရမီရှင်တွေကိုချီးကျူးစကားပြောကြားခဲ့ပါတယ်ကျောင်းသား9ယောက်ကိုရုံးခန်းထဲသို့ခေါ်လိုက်သည်အဓိကအဖြစ်ကျွန်ုပ်နဲ့စူဝန်ရီဆိုသည့်အမြင့်ဆုံးပါရမီရှင်2ဦးနဲ့အစစ်မြင့်ပါရမီရှင်လူယူရန်အပါအဝင်အမျိုးသား3ဦးနဲ့အမျိုးသမီး3ဦးတို့ဖြစ်သည်အခြားသူများမှာပဋိညာဉ်ပြုလုပ်ပြီးဖြစ်တော်လဲလူယူရန်တယောက်သာထောက်တနေရာတွင်ကြံရစ်နေခဲ့သည်ထိုသူများကိုကျွန်ုပ်အကဲခတ်နေစဉ်ကျောင်းအုပ်ကြီးကတကားဖွင့်၍ဝင်လာခဲ့သည်ရုံးခန်းအတွင်းစူညံတန်များချက်ချင်းငြိမ်သက်သွားသည်ကျောင်းအုပ်ကြီး၏နောက်တွင်ခေါင်းပြောင်နေသည့်လူငယ်တဦးပါလာသည်ဝင်လာသည်နှင့်ကျောင်းအုပ်ကြီး၏မျက်နှာတွင်နှွေးထွေးပြူငါမှုများပြည့်နှက်နေသည်အားလုံးပဲမိတ်ဆက်ပြီးပါရစေဤသူမှာကျန်းကျင်ရန်ဖြစ်သည်မန်ယွန်ကျောင်းတော်မှထွက်လာသည့်ပါရမီရှင်တဦးဖြစ်ပြီးလက်ရှိတွင်ဒုတိယအဆင့်တာရဲထင်းကျောင်းရှင်ပါရမီကိုပိုင်ဆိုင်ထားသည်လွန်ခဲ့သောနှစ်အနည်းငယ်ကသူ၏တာရဲမှာကံမကောင်းစွာဖြင့်တေဆုံးသွားခဲ့တော်လဲသူသည်ရည်မှန်းချက်များကိုပြန်လည်အကောင့်ထဲပေါ်ရန်တက္ကသိုလ်ဝင်စာမေးပွဲအတွက်ပြင်ဆင်နေသူဖြစ်သည်ကျောင်းအုပ်ကြီးကပတ်ဝန်းကျင်ကိုကြည့်ရှုပြီးနောက်ယူယူရန်ကိုကြည့်ကလေတံကိုလျှော့၍ပြောလိုက်သည်လူယူရန်မင်းတို့နှစ်ယောက်အရင်ဆုံးရင်းနှီးအောင်လှုပ်ထားကြပါအကယ်၍တင့်တော်သည်ဟုထင်ပါကပရိညင်ဖွဲ့ရန်စူးစမ်းကြည့်နိုင်သည်သူ၏စကားဆုံးသည်နှင့်ကြမ်းကျင်ရန်ကချက်ချင်းမေးခွန်းထုတ်လာသည်ကျောင်းအုပ်ကြီးဒီနေ့အလွန်ထူးချွန်သည့်ပါရမီရှင်မင်းကလေးတဦးပေါ်ထွက်လာသည်ဟုကျွန်ုပ်ကြားသိရသည်ကျောင်းအုပ်ကြီးကပြုံးလျက်စူဝန်ရီကိုလက်ညှိုးထိုးကပြောလိုက်သည်ဤသူမှာစူဝန်ရီဖြစ်သည်သူသည်အမြင့်ဆုံးအဆင့်ကိုမီမြေခွေးနှက်ဖျားပါရမီကိုပိုင်ဆိုင်ထားပြီးလင်းပေနှင့်လည်းပရိညင်ဖွဲ့ထားပြီးဖြစ်သည်
ကျန်းကျင်ရန်ကလှည့်ကြည့်လိုက်သောအခါမှစူဝမ်ရီလူသားပုံစံပြန်ပြောင်းနေသည်ကိုသတိပြုမိသွားသည်သို့သောမိန်းကလေး၏မျက်နှာပေါ်ရှိထင်ရှားသောအမာရွတ်ကိုမြင်လိုက်ရသောအခါသူ၏မျက်နှာအမူအရာမှာချက်ချင်းတောင့်တင်းသွားသည်ထိုအမာရွတ်မှာစူဝမ်ရီအတွက်ကိုယုံကြည်မှုကင်းမဲ့စေသည့်အချက်လည်းဖြစ်သည်ထို့နောက်ကျန်းကျင်ရန်မှာလူရန်၏ဘေးသို့လျှောက်သွားပြီးစကားပြောနေတော့သည်ကျောင်းအုပ်ကြီးကထိုအခြေအနေကိုမြင်သောအခါချောင်းတစ်ချက်ဟန့်လိုက်သည်ကျောင်းသားတို့မန်ရွယ်အခြေစိုက်စခန်းမှာလွန်ခဲ့သော10စုနှစ်အတွင်းတက္ကသိုလ်ဝင်စာမေးပွဲအဆင့်သတ်မှတ်ချက်တွင်နောက်ဆုံးနိုင်တာရှိခဲ့သည်ယခုနှစ်တွင်ထိုအခြေအနေကိုအစွမ်းကုန်ပြောင်းလဲပြရန်ကျွန်ုပ်တို့စီစဉ်ထားပြီးအထူးလေ့ကျင့်ရေးစခန်းကိုဖွင့်လှစ်ရန်ဆုံးဖြတ်ခဲ့သည်ဤအထူးအဖွဲ့ကိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်ရန်လင်းပေကိုအသင်းကောင်းဆောင်ဖြစ်၎င်းစူဝမ်ရီကိုဒုတိယအသင်းကောင်းဆောင်ဖြစ်၎င်းခန့်အပ်လိုက်သည်မင်းတို့ကန့်ကွက်เสียရှိသလားကျောင်းသားအများစုကသဘောတူကြသည်ဤအစီအစဉ်မှာပြောเสียမရှိအောင်ကောင်းမွန်လာသည်ရုတ်တရက်နောက်တန်းမှအတန်တစ်ခုထွက်ပေါ်လာသည်ကျွန်ုပ်ကန့်ကွက်ခြင်းသည်ကျန်းကျင်ရန်ကအေးလူထွက်လိုက်ပြီးမောက်မာသောလေတံဖြင့်ပြောလိုက်သည်လူရန်ကကျွန်ုပ်နှင့်ပြိညင်ဖွဲ့ရန်သဘောတူထားပြီးဖြစ်သည်ကျွန်ုပ်သည်ဤအဖွဲ့တွင်တဦးလေးသောဒုတိယအဆင့်တားရဲထိန်းကျောင်းရှင်ဖြစ်သောကြောင့်အသင်းကောင်းဆောင်ရာထူးမှာကျွန်ုပ်နှင့်သာထိုက်တန်သည်ကျောင်းအုပ်ကြီး၏မျက်နှာတွင်ခက်ခဲသောအမူအရာပေါ်လာတော့လဲကျန်းကျင်ရန်ကအခွင့်အရေးကိုလက်မလွတ်ဘဲဆက်ပြောသည်မနက်ဖြန်မှလေ့ကျင့်ရေးစခန်းကိုတရားဝင်စတင်မည်ဖြစ်သောကြောင့်ယခုပင်ရှင်းပြိုင်ကြည့်ကြပြီးအနိုင်ရသူကအသင်းကောင်းဆောင်လုပ်ကြစို့သူ၏စကားမဆုံးခင်မှာပင်ကျွန်ုပ်၏စိတ်ထဲတွင်စနစ်၏အတိပေးချက်တစ်ခုပေါ်လာသည်တာဝန်ပေးချက်မှာဒုတိယအဆင့်ဝန်ပလွေဘရင်ကိုအနိုင်ယူပြီးအဖွဲ့ကိုထိန်းချုပ်ရန်ဖြစ်သည်တာဝန်အောင်မြင်ပါကရှားပါလာပါစေတလုံးနှင့်စင်ကဲပြောင်းလဲမှုအမတ်တရရရှိမည်ဖြစ်သည်ကျွန်ုပ်အံ့အားသင့်သွားပြီးစိတ်ထဲတွင်ချက်ချင်းရှင်းလင်းသွားသည်လှပစေရှိလျင်စူဝမ်ရီ၏အမာရွတ်ပြဿနာမှာလွယ်ကူစွာဖြေရှင်းနိုင်မည်မဟုတ်ပါလားထို့သို့တွေးမိပြီးကျွန်ုပ်သည်တုတ်ဆိုင်မနေပဲထွက်လိုက်သည်ကျောင်းအုပ်ကြီးကျွန်ုပ်သူ၏စိန်ခေါ်မှုကိုလက်ခံပါသည်ကျောင်းအုပ်ကြီးကခေါင်းညစ်ပြကကောင်းပြီးထို့သို့ပင်ဆုံးဖြတ်လိုက်ရအောင်ဟုဆိုသည်ကျန်းကျင်ရန်၏နှုတ်ခမ်းပြားတွင်အေးဆက်သောအပြုံးတစ်ခုပေါ်လာသည်မကြာမီတွင်ကျောင်းအုပ်ကြီးကလက်ဆွဲတစ်တာတစ်လုံးကိုဖွင့်လိုက်ပြီးထူးချွန်သူများကိုစုများစတင်ချီးမြှင့်သည်အစင်းမြင့်သူများအတွက်မော်သားရဲ့အနှစ်သာရတစ်လုံးစီချီးမြှင့်ပြီးကျွန်ုပ်နှင့်စူဝမ်ရီမှမူအမြင့်ဆုံးပါရမီရှင်များဖြစ်သောကြောင့်6လုံးစီရရှိခဲ့သည်စုများပေးဝေပြီးနောက်အားလုံးလူစုခွဲသွားကြသည်ကျွန်ုပ်နေအိမ်သို့ပြန်ရန်ပြင်နေစဉ်စူဝမ်ရီကနှုတ်ခမ်းဆူ၍ပြောလိုက်သည်ပဋိညာဉ်လဲဖွဲ့ပြီးပြီကိုဘာလို့တီးခြားစီနေအောင်မှလဲလာပါကျမအဖေနဲ့တွားတွေ့ရအောင်ကျွန်ုပ်၏စိတ်ထဲတွင်စိုးရိမ်စိတ်လေးတစ်ခုဖြစ်ပေါ်လာသည်သူကဆက်ဆံရခက်ခဲသူဖြစ်နေမလားစူဝမ်ရီကခေါင်းပုံပြုံးကနူးညံ့သောလေတံဖြင့်ပြောသည်စိတ်အေးထားပါကျမအဖေကနည်းနည်းစီကံကြည့်ပေမဲ့ရှင်ကိုတေချာပေါက်လက်ခံပါပါသူမကကျွန်ုပ်ကိုအိမ်ရှိသို့ခေါ်ဆောင်သွားပြီးတကားပွင့်လာသည့်အခိုက်အတန့်တွင်ကျွန်ုပ်လုံးဝမြင့်တက်သွားသည်အိမ်ထဲရှိလူမအခြားသူမဟုတ်ပဲကျွန်ုပ်၏အတန်းပိုင်ဆရာစူခေါ်ဖြစ်နေသည်ကျွန်ုပ်မျက်လုံးအပြူသားဖြစ်နေသည်ကိုမြင်သောအခါသူကအော်ဟာရေမောလိုက်သည်လင်းပေအံ့ဩသွားလားအမြင့်ဆုံးပါရမီရှိသည့်တားရဲထိန်းကျောင်းရှင်ကကျွန်ုပ်၏သမီးနှင့်အလွန်ထိုက်တန်ပါသည်ဒီနှစ်တွေအတွင်းမင်းတို့နှစ်ယောက်ရဲ့လှုပ်ဝက်ချက်တွေကိုငါအမြဲစောင့်ကြည့်နေခဲ့တာပါနောက်ဆိုရင်ငါကိုရောက်ခမလို့ခေါ်လို့ရပြီးသူ၏ပေါ်ပါသောလေတံမှာကျွန်ုပ်၏နားထဲတွင်နက်တန်ကဲ့သို့ပင်ဖြစ်နေသည်ကျွန်ုပ်၏စိုးရိမ်နေသောစိတ်မှနောက်ဆုံးတွင်ငြိမ်သက်သွားခဲ့သည်ထို့နောက်ညစာစားချိန်မှာအလွန်ပျော်ရွှင်စရာကောင်းလာသည်ညစာစားပြီးနောက်စုခေါ်ဇနီးမောင်နှံကကျွန်ုပ်ကိုစူဝမ်ရီ၏ခန်းထဲသို့တိုက်ရိုက်တွန်းပို့လိုက်ပြီးလူငယ်လေးကြိုးစားပါဦးဟုပြောရန်လည်းမမေ့ခဲ့ပေအခန်းထဲတွင်စူဝမ်ရီကစပွဲ၌ထိုင်နေပြီးနှက်ခမ်းတွင်အပြုံးလေးရှိနေသည်သူမ၏အကြည့်များမှာကျွန်ုပ်စီသို့ရောက်ရှိနေသည်သူမသည်ထိုင်ကုန်နောက်မိကိုအေးလူမိထားရင်းမှရုတ်တရက်ခန္ဓာကိုယ်ပုံစံပြောင်းလဲသွားသည်ကိုမိမြေခွေးနတ်သမီးပုံစံသို့ပြောင်းလဲသွားသည့်ထိုအချိန်တွင်သူမ၏ပုံစံမှာချိုသားရမှတန်ရှင်းမြင့်မြတ်သောပုံစံသို့ချက်ချင်းပြောင်းလဲသွားသည်လာရောက်အောက်တွင်ပွင့်လန်းနေသည့်ကြာဖြူတပွင့်ကဲ့သို့ပင်အမွေးပွားပွားနေရွက်လေးများလှုပ်ခတ်နေသည်မှာပို၍ချစ်စရာကောင်းနေသည်ညတညမှာတိတ်ဆိတ်စွာကုန်းဆုံးသွားခဲ့သည်နနက်6နာရီတွင်စူဝမ်ရီကကျွန်ုပ်ကိုညှင်သာစွာနှိုးလိုက်သည်မြန်ထားတော့ကြင်ကြံရမယ့်အချိန်ရောက်ပြီးဒီနေ့ဟိုကောင်းပြောင်နဲ့ရှင်ပြန်ရမှာကိုမမေ့နဲ့ဦးသူမ၏အတန်မှာနူးညံ့တော်လဲခွန်အားပါနေပြီးတိုက်တွန်းနေတကယ်သို့ရှိသည်လှုပ်ရှားမှုများကြောင့်နာကျင်နေသည့်ကျွန်ုပ်၏ခါးကိုနှိမ့်နေရင်ကျွန်ုပ်ထလိုက်ပါသည်လင်းပိတ်ကကတင်ပေါ်ကနေမနက်မိုးလင်းတော့မထားချင်နဲ့ထလိုက်ပါတယ်ဘေးကနေကျောင်းအုပ်ကြီးဆူချထားတဲ့အစင်းမြင့်မော်စွမ်းအင်တလင်းတဲကိုယူလိုက်ပြီးစူဝမ်ရီနဲ့အကြည့်ချင်းစုံလိုက်ကြပါတယ်ချက်ချင်းဆိုသလိုပဲကြင်ကြံချင်းကိုစတင်လိုက်ကြပါတယ်ကျွန်တော်တို့ဟာပရိညင်စွမ်းအားကိုနှိုးဆွလိုက်ပြီးကိုမီမြေခွေးဖြူကိုစိတ်ဝိညာဉ်ရဲ့အနက်ရှိုင်းဆုံးနေရာကနေဆင့်ခေါ်လိုက်ပါတယ်ခဏချင်းမှပဲတိတ်ဆိတ်နေတဲ့အခန်းဟာကိုမီမြေခွေးရဲ့ကြီးမားတဲ့အငွေ့သက်တွေနဲ့လွှမ်းခြုံသွားပါတယ်ကျွန်တော်ရဲ့အတိစိတ်နဲ့စူဝမ်ရီရဲ့အတိစိတ်ဟာတဖြည်းဖြည်းပေါင်းစည်းသွားပြီးကိုမီမြေခွေးဖြူရဲ့ပုံသဏ္ဍာန်တွေကိုရောက်ရှိသွားပါတယ်ကျွန်တော်ထိန်းချုပ်ထားတဲ့မြေခွေးဖြူဟာခေါင်းမော့လိုက်ပြီးတလင်းခဲကိုမျိုးချလိုက်တဲ့အခါခန္ဓာကိုယ်ထဲမှာကြင်ကြံချင်းစီးမြင့်တွေလဲပတ်လာပါတယ်စွမ်းအင်တလင်းခဲရဲ့အနှစ်သာရတွေကိုချက်ချင်းဆုပ်ယူလိုက်ပါတယ်ကျွန်တော်ဟာကျွန်တော်ရဲ့တီးတန့်စနစ်မျက်နှာပြင်ကိုတိတ်တဆိတ်စစ်ဆေးကြည့်လိုက်ပါတယ်မျက်စိရှိမှပဲအဆင့်တက်နှုန်းတွေဟာတစ်ခုပြီးတစ်ခုမြင့်တက်လာပါတယ်မိနစ်အနည်းငယ်ကြာတော့ကျွန်တော်တို့ကြင်ကြံချင်းကိုအဆုံးတက်လိုက်ပြီးဆင့်ခေါ်ထားတဲ့ပုံစံကနေပြန်ထွက်လာပါတယ်စနစ်မျက်နှာပြင်ပေါ်ကအဆင့်တက်နှုန်းကိုပြန်ကြည့်လိုက်တဲ့အခါကိုမီမြေခွေးရဲ့အမီတစ်ချောင်းပုံသဏ္ဍာန်ဟာအလဲလက်အဆင့်ကိုရောက်ရှိသွားတာကိုတွေ့ရပါတယ်ညနေ2 နာရီမှာတော့ကျွန်တော်တို့ကျောင်းအုပ်ကြီးရဲ့ရုံးခန်းနောက်ဖေးကခြံဝင်းထဲကိုရောက်ရှိလာပါတယ်ကျေပြောလာတဲ့မြေပြင်ဟာတေးသေးချာချာပြင်ဆင်ထားပြီးခြံစည်းရိုးတွေမှာလည်းလှပတဲ့ဝိညာဉ်တွေပင်တွေနဲ့ပန်းတွေအသီးတွေဝေးစားနေပါတယ်ကျန်းကျင်ရန်ကပတ်ဝန်းကျင်ကိုကြည့်ပြီးအံ့ဩတုန်လှုပ်စွာနဲ့ရေရိုးလိုက်ပါတယ်ဒါကဝိညာဉ်မော်တတီပဲလို့သူကဆိုပါတယ်ဒီအသီးကိုစိုက်ပျိုးဖို့ဆရာကြီးအဆင့်ရှိတဲ့မော်သားရဲရဲ့နှလုံးသွေးလိုအပ်တယ်လို့ကြားဘူးတယ်လို့လည်းသူကပြောပါတယ်ဒါဟာအရန်ကိုရှားပါပြီးတန်ဖိုးကြီးလာပါတယ်ကျောင်းအုပ်ကြီးကဂုံယူစွာနဲ့ပြန်ပြောပါတယ်ဟုတ်တယ်ဒါကတကယ်ကိုမလွယ်ဘူးလို့သူကဆိုပါတယ်လွန်ခဲ့တဲ့2 နှစ်ကတတိယအထက်တန်းကျောင်းကိုမော်သားရဲတွေတိုက်ခိုက်တုန်းကသူဟာအတော်လေးစူးစမ်းပြီးဆရာကြီးအဆင့်ရှိတဲ့မော်သားရဲတကောင်ကိုတတ်နိုင်ခဲ့ပါတယ်ဒီအသီးဟာအဲ့ဒီမော်သားရဲရဲ့နှလုံးသွေးနဲ့စိုက်ပျိုးထားတာဖြစ်ပေမဲ့ပေးဆက်ရတာလည်းမနှဲပါဘူးအဲ့ဒီကလေးကကျောင်းအုပ်ကြီးရဲ့အခြေခံတွေထိခိုက်သွားပြီးအစွမ်းတွေကလည်းတိုးတက်မလာတော့တဲ့အတွက်ဒါဟာသူ့
အတွက်တော့တမှုထူးခြားတဲ့အဓိပ္ပာယ်ရှိနေပါတယ်။မွေးရနံ့တွေပြန့်လွင့်နေတဲ့ခြံဝင်းထဲမှာတငယ်ချင်းတွေဟာအချင်းချင်းပိုမိုနီးကပ်လာကြပါတယ်။ပဋိညာဉ်ပြုသူတွေကြားမှာလည်းဒီမြင်ကွင်းကြောင့်ပိုပြီးနားလည်မှုရှိလာကြသလိုပါပဲ။ကျောင်းအုပ်ကြီးကလည်းဒီအဖွဲ့ရဲ့စည်းလုံးမှုကိုမြင်ပြီးကျေနပ်နေပေမဲ့ကြမ်းကျင်ရန်ကိုကြည့်လိုက်တဲ့အခါမှာတော့အပြုံးတွေပျောက်ကွယ်သွားပြီးစိုးရိမ်စိတ်တွေဝင်လာပါတယ်။အဲ့ဒီအချိန်မှာကြမ်းကျင်ရန်ကလူရူရန်နာကိုဖြည်းဖြည်းချင်းတိုးသွားပြီးသူမရဲ့လက်ကိုကင်ဖို့ကြိုးစားပါတယ်။လူရူရန်ကတော့အနှဲငယ်နောက်ဆုတ်သွားပြီးအေးဆက်တဲ့အကြည့်တွေနဲ့ကြည့်လိုက်ပါတယ်။ကြမ်းကျင်ရန်ရဲ့လက်ဟာလေထဲမှာတန့်သွားပြီးမျက်နှာမှာလည်းစိတ်ပြတ်တဲ့အရိပ်အယောင်တွေပေါ်လာပါတယ်။သူကသူ့ရဲ့ပြောင်ချောနေတဲ့ခေါင်းကိုပို့လိုက်ပြီးမျက်မှောင်ကျုပ်ကစဉ်းစားနေပါတယ်။ငါရဲ့ပြောင်လက်နေတဲ့ခေါင်းကဆွဲဆောင်မှုမရှိလို့များလားလို့သူကတွေးနေပါတယ်။ဒါပေမဲ့သူဟာချက်ချင်းပဲအဲ့ဒီခံစားချက်တွေကိုမေ့ပစ်လိုက်ပြီးကျွန်တော်ဘက်ကိုအကြည့်ပြောင်းလိုက်ပါတယ်။သူကပြုံးလိုက်ပြီးရဲရဲနဲ့ပုံစံနဲ့ပြောပါတယ်။လင်းပိတ်ညီလေးဒီနေ့ငါတို့ကောင်းကောင်းရှင်ပြိုင်ကြတာပေါ့လို့သူကဆိုပါတယ်။ဒါပေမဲ့လူဆိုတာကိုသိရမယ်လို့သူကဆက်ပြောပါတယ်။တကယ်လို့ကိုကမတန်ပါဘူးဆိုရင်အရှုံးပေးလိုက်တာကကိုကောင်းလိမ့်မယ်လို့သူကပြောပါတယ်။သူ့ရဲ့စကားတန်တွေကဟန်ဆောင်မှုတွေပါနေပါတယ်။ကျွန်တော်ကမျက်လုံးတစ်ချက်လန့်လိုက်ပြီးဓာတ်ရိုက်ပဲပြန်ပြောလိုက်ပါတယ်။ပြိုင်မယ်ဆိုရင်လည်းပြိုင်လိုက်ရုံပဲစကားတွေအများကြီးပြောမနေနဲ့လို့ကျွန်တော်ကဆိုပါတယ်။မင်းကအရန်အားနေတယ်လို့ပဲလို့လည်းပြောလိုက်ပါတယ်။ကျောင်းအုပ်ကြီးကိုဒိုင်လူကြီးလုပ်ပေးဖို့တောင်းဆိုလိုက်ပြီးအခုပဲဆက်လိုက်ကြရအောင်လို့ပြောလိုက်ပါတယ်။ကျောင်းအုပ်ကြီးကကြမ်းကျင်ရန်နဲ့ကျွန်တော်ကိုကြည့်ပြီးခေါင်းညှိပြပါတယ်။ကောင်းပြီမင်းတို့ဒီ channel မှာပဲရှင်ပြိုင်ကြလို့သူကဆိုပါတယ်။ကြမ်းကျင်ရန်ကအဆင့်နှစ်ထိပ်ဆုံးကိုရောက်နေပြီဖြစ်ပြီးလင်းပေးကတော့အဆင့်တကူအခုမှစောက်ဝင်တာဖြစ်တယ်လို့သူကပြောပါတယ်။အပြန်လန်လေ့လာရုံပဲဆိုတာမှတ်ထားဖို့နဲ့တစ်ဖက်လူကိုထိခိုက်အောင်မလုပ်ဖို့သူကတတိပေးပါတယ်။စကားလဲဆုံးရောကြမ်းကျင်ရန်နဲ့လူယူရန်ကပရိညင်စွမ်းအားတွေကိုချက်ချင်းထုတ်ဖော်လိုက်ပါတယ်။သူတို့နောက်ကနေတောက်ပတဲ့အလင်းတန်းတွေထွက်ပေါ်လာပြီးကြောက်မက်ဖွယ်ကောင်းတဲ့ဝင်းပလွေဦးတန်နဲ့အတူအမွှေးအမြင်တွေမဲနဲ့နေတဲ့ဝင်းပလွေဘရင်ကြီး channel မှာပေါ်လာပါတယ်။ပြင်းထန်တဲ့ဖိအားတွေကပတ်ဝန်းကျင်ကလေထုကိုတုန်ခါသွားစေပြီးလူတွေကိုအသက်ရှူရခက်ခဲစေပါတယ်။ကျွန်တော်နဲ့စုဝမ်ရီကအကြည့်ချင်းစုံလိုက်ပြီးလက်ချင်းချင်းချိတ်ကပရိညင်စွမ်းအားကိုထပ်မံနှိုးဆွလိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲတောက်ပတဲ့အလင်းတန်းတွေကကျွန်တော်တို့စီကနေထွက်ပေါ်လာပြီးဝင်းပလွေဘရင်ရဲ့အရေးတွေကိုဖယ်ရှားလိုက်ပါတယ်။ဖြူဖွေးတဲ့မြေခွေးဖြူလေးဟာဝမ်ပလွေဘရင်ရဲ့ရှေ့မှာပေါ်လာပါတယ်။ကိုမီမြေခွေးပေါ်လာတဲ့အခါမှာတော့ခြံတစ်ခုလုံးဟာမြင့်မြတ်တဲ့အရှိန်ဝါတွေနဲ့ပြည့်နှက်သွားပါတယ်။တိုက်ပွဲရဲ့အငွေ့သက်တွေကလေထုထဲမှာချက်ချင်းပြန့်နှံ့သွားပါတယ်။2 မီတာလောက်မြင့်တဲ့ဝမ်ပလွေဘရင်ဟာ50 စင်တီမီတာလောက်မရှိတဲ့မြေခွေးဖြူလေးကိုအထင်သေးတဲ့အကြည့်တွေနဲ့ကြည့်နေပါတယ်။အားလုံးငြိမ်သက်နေတော့မှပဲသူကအလင်းနှုံးမြင့်တင်တဲ့စွမ်းရည်ကိုသုံးလိုက်ပါတယ်။အမြန်နှုံးက4 ဆလောက်မြင့်တက်သွားပြီးဝမ်ပလွေဘရင်ရဲ့ပုံရိပ်ဟာလျှက်စီးတန်းတစ်ခုလိုဖြစ်သွားပါတယ်။ကြည့်နေတဲ့သူတွေကအံ့ဩတုန်လှုပ်သွားပြီးအရှုံးနိုင်ကပေါ်သွားပြီလို့ထင်နေကြပါတယ်။ဒါပေမဲ့မြေခွေးဖြူလေးကတော့လုံးဝမလှုပ်ရှားပါဘူး။သူမရဲ့မျက်လုံးတွေထဲမှာထူးဆန်းတဲ့အလင်းတန်းတစ်ခုလက်ခနဲ့ဖြစ်သွားပါတယ်။ဆွဲဆောင်မှုစွမ်းရည်ကိုချက်ချင်းအသုံးပြုလိုက်တဲ့အခါဝမ်ပလွေဘရင်ရဲ့မျက်လုံးတွေဟာဝေဝါးသွားပြီးတတိလွတ်သွားသလိုပါပဲ။သူဟာရှေ့ကိုမကြည့်တော့ပဲအရှိန်နဲ့နေရန်ကိုတိုက်မိသွားပြီးအတန်ကျဲကြီးထွက်ပေါ်လာပါတယ်။ဝမ်ပလွေဘရင်ကမျက်စိမှုန်နေတာလားလို့ဘေးကလူတွေကအံ့ဩနေကြပါတယ်။ကျောင်းအုပ်ကြီးကသူ့မျက်မှန်ကိုပင့်တင်လိုက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အပြုံးတစ်ခုပြသလိုက်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာပဲ။ဒါကစိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုစွမ်းရည်ကိုခံလိုက်ရတာနဲ့တူတယ်။တိုက်ပွဲကမပြီးသေးဘူးဖြူဖွေးတဲ့ကြားရဲ့မျက်လုံးတွေထဲမှာစမ်းကြဲတဲ့အလင်းရောင်တစ်ချက်ထပ်မံထွက်ပေါ်လာပါတယ်။စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုကိုပြန်လည်တုံ့ပြန်တဲ့စွမ်းရည်ကိုတိတ်တဆိတ်အသုံးပြုလိုက်ပါတယ်။ဝမ်ပလွေဘရင်ကရုတ်တရက်သတိပြန်ဝင်လာပါတယ်။ဒါပေမဲ့သူကနေရန်ဘေးကမိုလော့တစ်တီးပင်ကိုဖြူဖွေးတဲ့ကြားလို့ထင်မှတ်သွားပါတယ်။သူကယူသွတ်တလူမျိုးခုံအုပ်လိုက်ပါတယ်။ပါဆက်ကိုဟာပြီးတစ်ချက်တည်းနဲ့ကိုက်ခဲပစ်လိုက်ပါတယ်။တစ်တီးပင်လေးဒုက္ခရောက်တာကိုမြင်တော့ကျောင်းအုပ်ကြီးကနှမျောတတဖြစ်ပြီးခြေဆောက်လိုက်ပါတယ်။ငါရဲ့မိုလော့တစ်တီးလေးမင်းအုံနောက်ကိုမြည်ကန်လိုက်တာလား။ဒါပေမဲ့မိုလော့တစ်တီးပင်ကတာမတ်အပင်တပင်မဟုတ်ပါဘူး။လူတိုင်းကဝမ်ပုတ်လွေဘရင်ကအသာစီးရတော့မယ်လို့ထင်နေကြတဲ့အချိန်မှာပဲအဲ့ဒီအပင်ရဲ့ပွင့်ချက်တွေကရုတ်တရက်မြင်လိုပဲမြင့်နေသွားပါတယ်။ပြင်းထန်တဲ့အစိတ်တွေကိုထုတ်လွှတ်လိုက်ပါတယ်။စူးတွေအပြည့်ရှိတဲ့နွယ်ပင်တွေအများကြီးအလင်းမြန်ထွက်ပေါ်လာပါတယ်။ဝမ်ပလွေဘရင်ကိုအသေးချာတင်းတင်းကြပ်ကြပ်ရစ်ပတ်ထားလိုက်ပါတယ်။နာကျင်စွာအော်ဟစ်တန်တွေကကွင်းပြင်ထဲမှာဟိမ့်ထွက်နေပါတယ်။တစ်ဆက်တည်း2 မိနစ်လောက်ကြာပြီးတဲ့နောက်မှာတော့ကြမ်းကျင်ရန်နဲ့လူရူရန်တို့ခြေထောက်တွေပျော့ခွေသွားပြီးမြေပြင်ပေါ်ကိုဓာတ်ရိုက်ပြိုလဲကျသွားပါတယ်။လူရူရန်ကကျွန်တော်ကိုထိတ်လန့်တကြားနဲ့ကြည့်ပြီးမင်းတို့ကတကယ်ပဲအဆင့်တရဲ့ထိတ်ဆုံးကိုရောက်နေပြီလားလို့မေးပါတယ်။ဒီစကားထွက်လာတာနဲ့တခြားစာချုပ်ချုပ်ထားသူတွေရဲ့တုံ့ပြန်မှုတွေကပိုပြီးတော့တောင်ပြင်းထန်လာပါတယ်။ဒါကမဖြစ်နိုင်ဘူးမလား။ SSS အဆင့်ပုံစံတူရှိရင်တော့တရက်ထဲနဲ့အဆင့်တစ်ထိပ်ဆုံးကိုရောက်ဖို့မဖြစ်နိုင်ပါဘူး။ကျောင်းအကြီးတောင်မျက်မှောင်ကျုပ်တာကိုမထိန်နိုင်တော့ပဲကျွန်တော်နဲ့စုဝမ်ရီကိုအပြန်လန်လိုက်ကြည့်နေပါတယ်မဟုတ်သေးဘူး။ငါအမြင်ရဆိုရင်သူတို့ရဲ့တကယ်အဆင့်ကအဆင့်တစ်အလဲလက်ပိုင်းမှာပဲရှိအောင်ပါ။ SSS အဆင့်ပါရမီရဲ့အစွမ်းကြောင့်ပဲအနိုင်ရခဲ့တာဖြစ်ပါတယ်။အကဲဖြတ်ပြင်ဆင်ပြီးတဲ့နောက်မှာကျွန်တော်နဲ့စုဝမ်ရီကိုအဖွဲ့ခေါင်းဆောင်တွေအဖြစ်ခန့်အပ်လိုက်ပြီးတခြားစာချုပ်ချုပ်ထားသူတွေကိုခေါ်ဆောင်ကတက္ကသိုလ်ဝင်စာမေးပွဲလေ့ကျင့်ရေးစခန်းကိုတွားမဲ့ရထားပေါ်ကိုတက်ခဲ့ကြပါတယ်